လေကြောင်းလိုင်းတစ်ခုမှာအလုပ်လုပ်နေတဲ့လေရင်တန်ရှင်းရေးသမားတယောက်ရှိတယ်။သူ့အလုပ်ကတော့နေတိုင်းလေရင်တွေကိုတန်ရှင်းရေးလုပ်ပေးတာပါပဲ။ဒီနေ့မှာသူကတန်ရှင်းရေးလုပ်နေတဲ့ချိန်မထင်မှတ်ပဲခုံအောက်ကစာအုပ်တအုပ်ကိုတွေးခဲ့တယ်။စာအုပ်ကိုကြည့်တော့လေရင်ပြန်မောင်းနီးဆိုပြီးရေးထားတာ။သူကဖွင့်ပြီးကြည့်တယ်။ပထမစာမျက်နှာမှာတော့လေရင်ဆက်ဖွင့်ရန်အနီရောင်ခလုတ်ကိုနှိပ်ပါလို့ရေးထားတယ်။သူကလည်းစိတ်ဝင်စားသွားလို့အနီရောင်ခလုတ်ကိုနှိပ်လိုက်တယ်။လေရင်ဆက်တန်ကြီးနဲ့နိုးလာတယ်ဒုတိယစာမျက်နှာမှာလေရင်ကိုအရှိန်တက်ရန်အစိမ်းရောင်ခလုတ်ကိုနှိပ်ပါလို့ရေးထားတယ်သူလည်းအစိမ်းရောင်ခလုတ်ကိုနှိပ်လိုက်တယ်လေရင်ကတဖြည်းဖြည်းရွှေ့လာပြီးအရှိန်မြန်းလာတယ်တတိယစာမျက်နှာမှာအရှိန်လုံလောက်ပြီဆိုရင်အပြာရောင်ခလုတ်ကိုနှိပ်ပါလို့ရေးထားတယ်သူကလည်းအပြာရောင်ခလုတ်ကိုနှိပ်လိုက်တယ်တစ်ချက်တည်းနဲ့လေရင်ကမိုးကောင်းကင်ကိုတက်သွားတယ်သူကဆက်မောင်းနေရင်ခဏလောက်ကြာတော့အောက်ကိုဘလို့ချမလဲဆိုပြီးစာအုပ်ရဲ့နောက်စာမျက်နှာကိုလှမ်းကြည့်တော့နောက်စာမျက်နှာမှာရေးထားတာကလေရင်အောက်ချနည်းအတွက်ကျွန်တော်တို့ရဲ့ဒုတိယစာအုပ်ကိုဝယ်ပါ